ဝိုင်းပြီးတော့တမတော့ဘာဖြစ်သွားဆိုတရားတော့မတမဘူးပေါ့ဒဏ်ရာတွေရသွားအေးမင်းတို့ကောင်းကနောက်တိမဲ့ဘာညာပေါ့ကျင်းသွားတာပေါ့ဒါထုံးစံရအဲ့ဒါနဲ့ရောင်လဲနဲ့ဟိုကောင်ကတော်ထဲမှာကြံခဲ့တဲ့ငါဖြူကဟာငနီတော့ပြန်မလာဘူးဒီကောင်လဲကြားဆွဲသွားကြပြီနဲ့တူတယ်ဆိုရောင်လဲနဲ့လာနေတဲ့ဟောငနီလာနေတော့ငါဖြူကတွေ့တော့ဟာဒီကောင်တော့ကြားဆွဲရတော့မဟုတ်ဘူးခိုင်းကျိုးကြခံထားရတာတော့မသိဘူးအဲ့ဒါနဲ့အကြောင်းဆုံးပြီးတော့ဟောရောက်ငါမဟုတ်ဘူးငါကတန်เจ้าနဲ့တွေ့ခဲ့တာဟာတန်เจ้าနဲ့တွေ့တာမင်းဘယ်လိုဖြစ်ရတာလဲငါကအဲ့လိုပဲကွာလို့ဖြစ်เจ้าဆုံးအကုန်ပြောပြတော့ဟိုကောင်ကမောင်ဖြူကသူကပါနဲ့တယ်လေဒီကောင်ရဲ့မချေမငံပြောမှုကြောင့်ကာလဒေတာကိုမသိတဲ့အတွက်ကြောင့်ဒီလိုဖြစ်ခဲ့တာအေးဟုတ်လားပေါ့ထုံးစံတိုင်းတော့သူ့ကိုတော့စကားတွေလိုက်ရောက်ပြီးတယ်အဲ့ဒါနဲ့ဘယ်နာမှလဲအဲ့ကောင်ကဘယ်လိုပြင်ရောမှလဲဘယ်နာမှလဲလို့မေးတော့သူ့လမ်းကြောင်းကိုမေးပြီးတော့သူကငါဖြူကထွက်ခေါ်သွားတော့ဟိုရောက်တော့ကျတော့တန်เจ้าနဲ့တွေ့တယ်ပေါ့တန်เจ้าကတပည့်ကြော်နေဟာတကယ်ချင်းတန်เจ้าဟာမင်းကျမ်းမာရေးရောကောင်းရလားကွာမင်းကငါစိုးရိမ်နေတာမင်းကျမ်းမာရေးမကောင်းဘူးလားလို့ငါတော့လိုက်ရင်များမင်းကြောက်ထဲကျသွားတာလားလို့ငါကောင်ဖြစ်တော့ပါဘူးလို့ငါထင်ပါတယ်ကွာမင်းကပါနဲ့တာကိုမင်းကအသိဉာဏ်ရှိတာကိုမင်းကငါဆရာတင်နေရတာလေကွာပါညာပြောတော့သဘောကျသွားတာပေါ့ဒီ story ကဟာတာတော့ဆံပေမဲ့တကယ်သူကပြောချင်တဲ့ point ကလေးနဲ့တယ်အဲ့ဒီအချိန်မှာဟာတကယ်ချင်းမင်းငါလည်းမင်းကိုသတိရပါတယ်ကွာဟိုတနေ့ကငါအောင်ပွဲခံတဲ့နေ့ကဆိုငါပိုးတောင်သတိရတယ်ဟိုကောင်ကြီးကကွာငါလာပလိန်လာဖဲ့နေတာငါတကယ်ချင်းကောင်းတော့မှန်းတော့တကယ်ချင်းကောင်းနေရောဘာရောရှုံလျှောက်ပြောသွားငါတကယ်ချင်းမကောင်းနေရောဘာငါလည်းရှက်တာပေါ့ကွာပြိတ္တကြားတယ်ငါ့ကိုရှက်ခွဲတော့အဲ့ဒါနဲ့ဟုတ်လားကွာဘာညာအေးငါတော့မသိဘူးကွာဘာညာဟိုကောင်ကလှုပ်တာအေးကွာအဲ့ဆိုလဲပြန်တော့မင်းခေါ်လိုက်ပါဦးကွာဘာညာအေးဘာညာတကယ်တော့မခေါ်ပါဘူးအဲ့ဒါနဲ့ဟိအောင်တကယ်ချင်းမင်းငါအတူစားဖို့အတွက်အတူလက်တွဲဖို့အတွက်တကယ်ချင်းလိုတယ်လူတယောက်ငါ body guard တွေကလည်းခုမှအသက်တွေဆိုတော့ငါအဆင်ပြေနိုင်ဘူးအဲ့တော့မင်းငါနဲ့အတူနေကွာငါနဲ့အတူစားကငါနဲ့အတူသွားကွာဆိုတော့ပြောချင်တာယာရုရသွားတော့ပေါ့ကိုဖောင်တာလို့ဖြစ်သွားဥက္ခရာတို့တယောက်စီခွဲယူတဲ့ပုံစံမျိုးဖြစ်သွားတာအဲ့ဒီလိုအဆင်ပြေသွားတယ်လူတွေဟာကာလဒေတာပေါ်မှာမူတည်ပြီးတော့စကားပြောဆိုမှုမှာပါနေရတယ်ဆိုတာကိုသိစေချင်တာအဲ့ဒါလည်းအောင်မြင်ခြင်းပဲထင်တိုင်းလျှောက်ပြောလို့ရတာမဟုတ်ဘူးကိုပြောချင်တဲ့စကားကိုကိုကအဆင်ရှိရဲဆိုပြောဘယ်အဆင့်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြောလျှောက်ပြောလို့ရတာမဟုတ်ဘူးလက်ရှိမြန်မာနိုင်ငံအခြေအနေအဲ့ဒါပြောချင်တိုင်းလျှောက်ပြောနေကြတာဒါဥစ္စာတို့လည်း Facebook သုံးတယ်တကောင်ဟိုင်းလည်း Facebook သုံးတယ်ဟိုပြောဟိုသူ့တင်ပြောဒီလူတင်ပြောဟိုဖွဲ့စည်းရတင်ပြောဒီပါတီကဟိုပါတီကအားလို့ဝုံပတ်ရှုံနေတာတင်ပြောနေဒါကောင်းတယ်လို့ရမဟုတ်ဘူးတိုးတက်ကြောင်းအတွက်လည်းတိတ်မဟုတ်ဘူးသူများနိုင်ငံတွေကဒဘိတ်တွေလုပ်တယ်ဘလို့လုပ်ပေးမယ်ဆိုတာကိုပြောတယ်ဘလို့ဖန်တီးယူပေးမယ်လို့ပြောတယ်ခုကရှုံချနေကြတယ်ဒါနိုင်ငံကြီးအကြောင်းပြောတာမဟုတ်ပါဘူးကြားတွေကဘုန်းကြီးတွေပါနေသေးတယ်ဘုန်းကြီးတွေကတော့ထုံးစံတိုင်းမြန်မာနိုင်ငံထုံးစံတိုင်းအများတန်းအတုံးချခံပေါ်ရတယ်ပေါ့ဘုန်းကြီးတွေကတော့အစင်လာကိုဖြစ်နေတော့မြန်မာနိုင်ငံကပြောချင်တာအဲ့ဒီလိုသူကနှုတ်ချိုရှိုးတပါဆိုတိုင်းနှုတ်ချိုးတယ်ဆိုရင်ကာလဒေတာပေါ်မှာမူတည်ပြီးတော့ပါနတ်မှုရှိရမယ်လို့ပြောချင်တာအဲ့ဒါကြောင့်မလို့တို့တရားဓမ္မတွေလည်းအချင်းချင်းကောပေါ်မူတည်ပြီးတော့စကားပြောဆိုမှုမှာလည်းဆင်ခြင်ပြောဆိုရတယ်အဲ့ဒါဆိုရင်လည်းကိုယ့်ဘဝတိုးတက်ကြောင်းအောင်မြင်ကြောင်းဖြစ်မယ်လို့ဦးဇင်းတို့ကတော့ဒါယူဆပါတယ်အဲ့ဒီလို6ချက်ပြောသွားတယ်အဲ့ဒီဂါထာကိုပြန်ပြီးတော့ချုပ်ပြီးရင်ပြောပြီးရင်ဦးဇင်းတို့တရားသိမယ်ပေါ့နံပါတ်1ကဘာလို့လဲစိတ်ချမ်းသာကိုယ်ချမ်းသာဖို့လိုတယ်နံပါတ်2ကဘာလို့လဲကိုကျင့်သီလကောင်းဖို့လိုတယ်နံပါတ်3ကပညာရှိတဲ့သူတွေအောင်မြင်နေတဲ့သူတွေရဲ့စကားတွေကိုလိုက်နာကျင့်သုံးရမယ်နံပါတ်4ကဘုဒ္ဓတွေရှိဖို့လိုတယ်နောက်တစ်ခုရှိသေးတယ်ဓမ္မနုဝတိကဆိုသူစရိုက်တရားတွေကျင့်သုံးရမယ်သူစရိုက်တရားတွေကျင့်သုံးရမယ်ဆိုတာကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့အယူဆတွေကိုယ့်ရဲ့လုပ်ရက်တွေအကုန်လုံးက
ကိုဘွားတိုးတက်ကြောင်းကိုတွေးတယ်ကိုဘွားတိုးတက်ကြောင်းနဲ့ပတ်သက်ပြီးပြောဆိုတယ်ကိုဘွားတိုးတက်ကြောင်းနဲ့လောက်ကင်နေတာဒါသူ့စရိုက်တရားတွေကိုလုပ်နေတာပဲလို့ကိုကမှသူ့စရိုက်တရားတွေကိုကျင့်သုံးအောင်အလိနာဒါစဆိုတာအလိနာဒါစကမပြင်းမရအောင်လူတယောက်ရဲ့ဘဝမှာပြင်းရည်ပြီဆိုလို့ရှိရင်ရှုံးနေပြီလို့မှတ်လိုက်ပြင်းရည်တဲ့သူတွေရဲ့လှုပ်ထုံးလုံနည်းမှာရေစာခိုတဲ့အကျင့်ရှိတယ်ဥပမာတငယ်ချင်း9ယောက်ရှိတယ်တငယ်ချင်း9ယောက်ကဒီအလုပ်ကိုအတူ mastermind alliance နေတယ်အတူတကွစိတ်တူကိုယ်တူလှုပ်ဆောင်အောင်မဲ့နေရာမှာငါဘာဖြစ်လို့ဘကအီယောဟိုရှောင်းဒီရှောင်းလုပ်နေတာအဲ့ဒါပြင်းတဲ့သူတွေရဲ့လက္ခဏာအဲ့ဒီတွေကရေရှည်အောင်မြင်နိုင်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒါကို6ချက်ကိုပြန်ပြောမယ်နံပါတ်1စိတ်ကြမ်းမှကိုယ်ကြမ်းမှအောင်နေရမယ်နံပါတ်2သီလဖြူစင်အောင်နေရမယ်နံပါတ်3အောင်မြင်ကြော်ကြားသူတွေရဲ့စကားတွေကိုလိုက်နာကျင့်သုံးရမယ်နံပါတ်4ကဘုဒ္ဓရာတွေရှိရမယ်နံပါတ်5ကကိုယ့်ဘဝတိုးတက်ကြောင်းနဲ့ပတ်သက်တဲ့အတွေးခေါ်တွေပြောဆိုမှုတွေလုပ်ရမှုတွေကိုပဲလုပ်နေရမယ်လို့ပြောတာအဲ့ဒါသူစရိုက်တရားကိုပြောတာနံပါတ်6ချက်ကတော့အဲ့ဒါတွေအကုန်လုံးနည်းနည်း control လုပ်တဲ့ပုံစံမျိုးလဲကြားတယ်မပြင်းပါနဲ့တဲ့ don't be lazy in your life ဘယ်ပါပြင်းရင်တော့ you fail at the time တစ်ချိန်တည်းမှာပဲဆုံးရှုံးသွားပြီမပြင်းကြီးပါနဲ့အဲ့ဒီလို6ချက်ကိုတတိဖြစ်တဲ့သူ့ရဲ့ဘုရားအလောင်းပေါ့ဘုရားအလောင်းဖြစ်တဲ့တတိရနေပေါ့သူ့ရဲ့သားလေးကိုပြောပြတယ်တို့ကမှတွေအဲ့ဒီ6ချက်ကိုတစ်ချက်လောက်မှတ်မိရင်ကိုမစိုးပါဘူးတစ်ချက်လောက်မှတ်မိပြီးတော့တစ်ချောင်းလောက်ကျင့်သုံးရင်ကိုရဲပြောရဲတယ်တေချာပေါက်လက်ရှိအခြေအနေထက်တိုးတက်အောင်မြင်မယ်ဦးဇင်းတို့လည်းပဲလုံမယ်လို့ဆုံးဖြတ်ထားတယ်လုံလဲလုံနေတယ်အောင်မြင်တိုးတက်မယ်တေချာတယ်ဒီဟာက strategy rule ပဲ strategy rule ပဲအဲကြောင့်အဲ့6ချက်ထဲကနေပြီးတော့ဦးဇင်းတို့တည်မြဟာလေးကို share လုပ်ပြီးသွားတယ် share လုပ်ပြီးတဲ့အတွက်ကြောင့်ဓမ္မတွေအတွက်လည်းအကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ဦးဇင်းတို့အတွက်လည်းအဆင်ပြေမယ်လို့ယုံကြည်တယ်တထာဣမံဓမ္မဒေတံသာရကံဓမ္မောဌာနေတိယထာပုဒ္ဒောဝပစ္စုပန္နပုဒ္ဒောမဟာတိဋ္ဌိပါဏဟမေဝဟောတိတိဣဒံဣဇကိုသာရကံဣဇကိုဓမ္မောဌာနေတိပေါင်းတော်မူပြီးယထာအကျင်္ခါကပုဒ္ဒောဝ9နှစ်သားအရွယ်သည်ပစ္စုပန္နပုဒ္ဒောယခု9နှစ်သားအရွယ်ဒီဘောရိတတောဖရာအလောင်းဒီကမာတိတထေကြီးသည်အဟမေဝငါဖရာသားလျင်ဖြစ်ခဲ့ဘူး၏လို့သာတကံဇက်ကိုသာမောဓာနေကောင်းစွာမသွေပေါင်းပြတော်မူခဲ့ပါပေတည်းသာဓုသာဓုသာဓုဟုတ်ပါပြီတို့တော်ကောင်မတွေယနေ့မှစပြီးတော့ငါတို့ဘဝတွေကတိုးတက်အောင်မြင်မှုအချိန်တွေအများကြီးရှိသေးတယ်လို့ဆုံးဖြတ်ချက်ချပြီးတော့ယနေ့အချိန်ကခုချိန်ကစပြီးတော့ဘဝတွေကိုတိုးတက်အောင်မြင်အောင် control လုပ်နိုင်ရဲ့ကြီးပွားအောင်မြင်တိုးတက်ပြီးရင်နောက်ဆုံးဘဝနောက်ကာလမှာတုကရိဘုံဘဝတို့ဆိုက်ရောက်နိုင်သောတရားတော်မှာသူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာ